Hello အားလုံးပဲမင်္ဂလာပါဆိုကျွန်တော်ဗီဒီယိုနဲ့တွေ့ရကြပြီပေါ့နော်ဆိုတော့ဒီထောက်ဗီဒီယိုမှာတော့ဒါကျွန်တော်ပြီးခဲ့တဲ့လမေလအတွင်းမှာကျွန်တော်စွတ်တာများခဲ့တဲ့ရေမွေးစေကူအကြောင်းပြချင်တယ်ပေါ့နော်ဆိုတော့ပထမဆုံးတစ်ခုနဲ့စလိုက်အောင်သူကတော့တခြားမဟုတ်ဘူး Killian ရဲ့ Angel Share on the Rocks ပေါ့နော် Killian Angel Share on the Rocks ကဒါ Angel Share line နဲ့ထဲမှာဆိုလို့ရှိရင်နောက်ဆုံးထွက်ထားတဲ့ဟာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကောင်ကတော့ Angel Share ကိုမှပို့ပြီးတော့ fresh ဖြစ်တဲ့ version ပို့ပြီးတော့ IC ဖြစ်တဲ့ version ဒီကောင်ကျွန်တော်စပြီးဆွတ်လိုက်မယ်ဆိုရင်တော်တော်လေးကို fresh ဖြစ်ပြီးတော့လာတဲ့ energetic ဖြစ်တဲ့ဒီ orange အနံ့နဲ့စတယ်ပေါ့နော်ပြီးတော့လို့ရှိရင်တော့ Angel Share ရဲ့ DNA ဖြစ်တဲ့ဒီ caramel မြင်းများနဲ့ boost အနံ့လေးပါတယ်ပေါ့လေဆိုတော့ခက်ချူချူနဲ့ fresh ဖြစ်တဲ့အနံ့ပဲ Angel Share ကိုမှ like ကျွန်တော်တို့ဘယ်လိုခံစားရလဲဆိုတော့ပုံမှန် Angel Share ကို30-40ရာခိုင်နှုန်းလောက်ပဲထည့်ထားပြီးတော့ကျန်တာ fresh ဖြစ်တဲ့ on the rocks accord ကိုထည့်ထားတယ်ကျွန်တော်ခံစားရတယ်ပေါ့နော်ဆိုတော့ဒီနေ့ပတ်လုံးဆွရတာပို့ပြီးအဆင်ပြေသွားတယ်ကျွန်တော်က Angel Share ကိုတော်တော်လေးကြိုက်ပေမဲ့ Angel Share ကလည်းတော်တော်လေးလှပေမဲ့ကျွန်တော်များသွားဖြစ်မဆွဖြစ်ဘူးပေါ့နော်ဘာကြောင့်မလို့လဲဆိုတော့နည်းနည်းလေးခြူတာများတဲ့အတွက်ဒီကောင်ကတော့အဲ့ဒီပြဿနာကိုဖြေရှင်းတယ်လို့ပြောလို့ရတယ်ပလင်းမကြိုက်ဘူးဘာလို့လဲဆိုတော့အောက်က frosted glass လေးကတော့လှပေမဲ့အပေါ်ကိုကျတော့အကြည်ရောင်နှုတ်ထားတာကျွန်တော်တော်တော်လေးသဘောမကျဘူးပေါ့နော်ဒီအနံ့ကတော့တော်တော်လေးကောင်းတဲ့အထဲမှာပါတယ်လို့ပြောလို့ရတယ်ဒါမိုးရသည်မှာဆိုလို့ရှိရင်ကျွန်တော်အတွက်တော်တော်လေးဆွလို့ကောင်းမဲ့အထဲမှာပါတယ်ပေါ့နော်ကျွန်တော်မေလာအတွင်းမှာကျွန်တော်တော်တော်လေးဆွဖြစ်ခဲ့တဲ့ဟာတွေမှာပါတယ် Angel Share on the Rocks ဒုတိယမြောက်တစ်ခုကတော့ဒါဟိုးရင်တော့ဆိုလို့ရှိရင်ကျွန်တော် Roger ကို Elysium မဆွနိုင်ခင်ကဆွခဲ့တဲ့ကလုံးပေါ့နော် dupe ပေါ့သူကတော့ Alexandria ရဲ့ Zion Zion ကိုကျွန်တော်ဒါပြန်ပြီးတော့ဆွချင်တဲ့စိတ်ဖြစ်နေတာတော်တော်လေးကြာပြီပေါ့နော်ဘာကြောင့်မလို့လဲတော့ပြောတော့ဒါ nostalgic ဖြစ်တယ်လို့ပဲပြောလို့ရမှာမို့လေဆိုတော့ဒီကောင်ကတော့ဒါRoger Elysium နဲ့ရှင်လိုက်လို့ရှိရင်တော့ဒီကောင်ပို့ပြီးတော့သူ့ထားလေးနဲ့သူပို့ပြီးတော့သွားတယ်လို့ပြောလို့ရတယ်နည်းနည်းလေးပို့ပြီးတော့ green ဖြစ်တယ်နည်းနည်းလေးပို့ပြီးတော့zesty ဖြစ်တဲ့ fruity ဖြစ်တဲ့ဘက်ကိုသွားတယ်ပေါ့နော်ဆိုတော့ Elysium နဲ့ရှင်လိုက်လို့ရှိရင် Elysium ကတော့နည်းနည်းပို့ပြီးတော့ဘယ်လိုပြရမလဲဆိုတော့ IC ဖြစ်တဲ့ A တဲ့ဘက်ကိုသွားတယ်ဒီကောင်ကတော့နည်းနည်းပို့ပြီး fruity ဖြစ်တယ်အနက်တူလားဆိုလို့ရှိရင်တော့ Elysium နဲ့ဒီ Zion နဲ့ကတော့မတူဘူးပေါ့နော်ဆိုတော့ Zion ကတော့ကလုံးထုတ်ထားရဆိုပေမဲ့လည်းသူ့အနက်နဲ့သူသွားရလို့ကျွန်တော်တို့ပို့ပြီးခံစားရတယ်fresh ဖြစ်တဲ့ A လေးပဲဆိုတော့ fruity အနက်မျိုး Elysium တို့ဒီ Aventus တို့ကြိုက်တယ်ဆိုလို့ရှိရင်ကြိုက်လိမ့်မယ်ကျွန်တော်ကတော့ဒါ nostalgic ဖြစ်တာမို့လို့ကျွန်တော်တော်တော်လေးစုဖြစ်တဲ့အထဲမှာပါတယ်ပေါ့နော် Alexandria ရဲ့ Zionနောက်တစ်ခုကတော့ဒါ YSL lineup ထဲမှာဆိုလို့ရှိရင်နောက်ဆုံးထွက်ထားတဲ့ကောင်းမို့လေ YSL 1 Ice Cologne Wine DNA ကိုမှပို့ပြီးတော့ဒီအဖွင့်မှာတော်တော်လှလှလေးကို energetic ဖြစ်ဖြစ်လေးကိုလောက်ထားတာဆိုတော့ပြီးရတဲ့လမှာပူတဲ့ရက်တွေတချို့ရက်တွေတော်တော်ပူတဲ့ရက်တွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ပူတဲ့ရက်တွေမှာဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးဆက်လိုက်လို့ရှိရင်တော်တော်လေးစိတ်ချမ်းသာရတယ်လို့ပြောလို့ရတယ်အဖွင့်ကတော်တော်လေးလှတယ် dry down ကတော့ 171 ETP နဲ့တွားပြီးဆင်တယ်ပေါ့နော် performance ကတော့ 1 ETP ထက်ရှင်လို့ရှိရင်တော့နည်းနည်းပျော့တယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ဆိုတော့ဒီကောင်ကိုပူတဲ့ရက်တွေမှာပို့ပါဆိုလို့ရှိရင်တော့ highly recommend YSL1 Ice Cologne ဒါကျွန်တော်မေလာအတွင်းမှာပူတဲ့ရက်တွေမှာကျွန်တော်ဆွဖြစ်တဲ့အထဲမှာပါတယ်နောက်ထပ်ပူတဲ့ရက်တွေမှာအပီပြင်းဆွဖြစ်တဲ့ရေမွေးပေါ့နော်ဒီကောင်ကတော့တမုံဆိုတာရေချိုးတယ်လို့ဆိုတာဒီလောက်ရော့ထားတဲ့ဟာပေါ့နော် Dior Homme Cologne ဆိုတော့ Dior Homme Cologne ဒီဟာတော်တော်လေးရော့ထားတဲ့ဟာကျွန်တော်ကိုယ်တိုင်ဆွတ်ထားတမုံဖြန်းထားတာပေါ့နော်ဘယ်လိုတောင်ဖြန်းလဲဆိုလို့ရှိရင်ကျွန်တော်အခုအဲ့လိုမျိုးဖြန်းပြတာဆိုတော့ဒီကောင်ကတော့ Dior Homme Cologne ကတော့ကျွန်တော်channel ကြည့်နေကြသူတွေဆိုလို့ရှိရင်တော့ TV သားဖြစ်နေမယ်ဒီကောင်ကဘာလဲဆိုတော့တံပရာရီအနှံ့ပေါ့နော်ဆွဲသလားဆိုရင်တော့ no ဒီကောင်အများဆုံးဆွဲရင်2နာရီကနေ3နာရီပဲဒါပေမဲ့အဲ့2နာရီ3နာရီဆွဲသမျှအတွင်းမှာတော့အနှံ့အရင်ကောင်းလုံးတယ်ပေါ့နော်အရင်အေးလေးနဲ့ကြည်လေးနဲ့ like တံပရာရီကိုတောက်နေရတယ်လို့မျိုးဖြစ်နေတာပေါ့နော်ဆိုတော့အားကြောင့်ကျွန်တော်ကတော့ဒီပြီးခဲ့တဲ့လမှာကျွန်တော်အရင်ပူရရက်တွေမှာဆိုလို့ရှိရင် YSL1 Ice Cologne ဆိုမဆိုလို့ရှိရင်ဒီကောင်တမုံဖြန်းပြတာပေါ့နော်ကျွန်တော်ကျွန်တော်လည်းဖြန်းတယ်ပြီးလို့ရှိရင်စိတ်ပါလို့ရှိရင်ကျွန်တော်တအိမ်လုံးလည်းကျွန်တော်ကောက်ပြီးတော့လိုက်ပြီးတော့ပတ်ပြီးတော့ဖြန်းပြတဲ့အထဲမှာပါတယ်ပေါ့နော်ဆိုတော့ဒါကတော့ Dior Homme Cologneပြီးတော့လို့ရှိရင်နောက်ထပ်အေးတဲ့ဟာပဲ fresh ဖြစ်တဲ့ဟာပဲသူကတော့ Atelier Cologne ရဲ့ Pacific Limeဒီပလင်းပုံစံအသစ်လေးနဲ့လာတာတော်တော်လေးသဘောကျတယ်ပုံမှန် Atelier Cologne ပလင်းထက်စားလို့ရှိရင်ဒါလေးကပို့ပြီးတော့ artistic ဖြစ်ပြီးတော့သူတို့တောင်းတဲ့ niche price နဲ့ဆိုလို့ရှိရင်ပိုပြီးတန်တယ်လို့ကျွန်တော်တို့ခံစားရတယ်ဆိုတော့ Pacific Lime ကဘယ်လိုမျိုးလဲသူကကျတော့fuck ကောင်းလိုက်လားဒီကောင်ကကျတော့ဘယ်လိုလဲဆိုတော့ citrus အနံ့ခက်ပြင်းပြင်းတမယာနဲ့ခက်ပြင်းပြင်းအဲ့ဒါကိုမှဒီတကြားလုံးဆက်ဆံလေးသွားထားပါတော့ဆိုတော့ဒီကောင်နည်းနည်းလေး sweet ဖြစ်တယ်ဒါပေမဲ့သူ့မှာ sweet ဖြစ်တဲ့ဟာကျတော့ကျွန်တော်တို့ဒါတကြားလုံး sweet ဖြစ်တာမျိုး candy sweet ဖြစ်တာမျိုးဆိုတော့ဟိုလိုမျိုးဘယ်လိုပြောရမလဲခေါင်းကိုက်စရာချိုးတဲ့ဟာမျိုးမဟုတ်နေဘူးအရင် refreshing ဖြစ်တဲ့ချိုးတဲ့ဟာမျိုးလေးပေါ့နော်ဆိုတော့ fruity sweet ကိုသဘောကျရဆိုလို့ရှိရင်ဒီကောင်လုံးဝ highly recommend ကျွန်တော်တို့အားပေးတယ်တိတ်ပြီးတော့လှတယ်
ဆွဲသလားဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲအရင်ဆွဲတဲ့ထဲမှာဘာလို့ဒီကောင်အများဆုံးဆွဲလာ3နာရီ4နာရီလောက်ပဲဆွဲတယ်ဒါပေမဲ့ဆွတ်ထားတဲ့3နာရီ4နာရီမှာဆိုလို့ရှိရင်ကျွန်တော်ခေါင်းရမ်းကြည့်ပြီးစိတ်ချမ်းသာရတယ်ခါလီရလို့ရှိရင်ကျွန်တော်စိတ်ပေါက်လို့ရှိရင်လိုက်ဒီကောင်ဆွတ်တယ်ပြီးလို့ရှိရင်ကျွန်တော်နောက်3-4နာရီနေလို့ရှိရင်ဒီအောင်ကိုလုံးထပ်ဆွတ်တယ်ပြီးလို့ရှိရင် wine ice ကလုံးဆွတ်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်ပြန်ပြီးထပ်ဆွတ်တယ်အဲ့လိုမျိုးရက်တွေလည်းရှိတယ်ပေါ့နော်ဆိုတော့ပြီးခဲ့လာဒါရေမွေး fresh ဖြစ်တဲ့ဟာကိုအဆွတ်တော်တော်လေးများတဲ့လိုက်မှာပါတယ်ကျွန်တော်တို့ရတော့ and ပြီးတော့လို့ရှိရင်နောက်တစ်ခုကတော့ဒါ DP ရဲ့ရေမွေး Lombredan law ပေါ့နော် Lombredan law ကဒါ green တော်တော်လေးဖြစ်တဲ့အနံ့တစ်ခုပဲ green ကို share ဖြစ်တာတော်တော်လှတယ်အော်ဒီအနံ့ကိုကျွန်တော်ရခဲ့တယ်လွန်ခဲ့တဲ့3နှစ်လောက်ကရခဲ့ရတယ်ဒါပေမဲ့ဘယ်လိုဖြစ်လို့မွေဖြစ်တယ်မသိဘူးဒီကောင်ကအဓိကကတော့ဒါ black currant leaf ပေါ့နော် black currant ရဲ့ fruity ဖြစ်တဲ့အနံ့ကိုမှသူ့ရဲ့အရွက်ကိုယူထားတာဆိုတော့ black currant leaf ကကျွန်တော်တချို့တွေအနေနဲ့ဆိုလို့ရှိရင်ရင်းနှီးရဲ့လူတွေဆိုလို့ရှိရင် silver mountain water မှာရမယ်ဒါ fruity inky ပြီးတော့လို့ရှိရင် green နဲ့ဖြစ်တဲ့ black currant note လေးပါတယ်အဲ့ဒီ note ကိုမှပို့ပြီးတော့green ပို့ပြီးဖြစ်သွားအောင်လုပ်ထားတယ်တော်တော်ကြီးကိုစိမ့်တယ်နံ့ရှူလိုက်တာနဲ့ဖျန်းလိုက်တာနဲ့ပထမတနင်္လာရီလောက်တွင်မှာအနံ့တော်တော်လေးစိမ့်လေးသွားတယ်အဲစိမ့်တဲ့ဟာကနေမှာ dry down ဖြစ်သွားတဲ့အခါကျတော့ rose ကြီးလေးဖြစ်သွားတာတော်တော်လေးလှရတဲ့အချိန်မှာတော့ပါတယ်လို့ပြောလို့ရတယ် artistic တော်တော်လေးဖြစ်တယ်ဒါ unique ဖြစ်တဲ့ summer အနံ့လေးတွေမှာပါတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီကောင်ကိုတချို့ရက်ဒီမှာကျွန်တော်ထုတ်ပြီးဆွဖြစ်တယ်လို့ပြောလို့ရတယ်ဒါမဲ့မိုးရာသီနဲ့ဆိုရှင်တော်တော်လေးလိုက်မယ်ရေမိုးထဲမှာပါတယ်ဘာကြောင့်လဲဆိုတော့မိုးရာသီကကျွန်တော်နှစ်တိုင်းပြောခဲ့သလိုပဲခက်စိမ့်စိမ့်အနံ့အနေနဲ့လိုက်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ပူလိုက်အေးလိုက်ဖြစ်နေတဲ့အဲရာသီဥတု transition ကဘာကြောင့်မှမသိဘူးလို့မျိုးစိမ့်အနံ့လေးနဲ့လိုက်တယ်ပေါ့နော်။ဆိုတော့ဒါကတော့ကျွန်တော်မေလာထဲမှာကျွန်တော်ဆွဖြစ်တဲ့ထဲမှာပါတယ် Lombredan law နောက်ထပ်ရေမွေးအသစ်တစ်ခုပေါ့နော်ဆွဖြစ်တဲ့ဟာကတော့ဒီကောင်ကတော့အသစ်မှုလို့ဆွဖြစ်နေဒီ list ထဲမှာပါသွားတာပေါ့နော်။သူကတော့ Pacific Rock Flower Coffee and Banks ရဲ့ Pacific Rock Moss ဆောင်းရဲ Q ဖြစ်ပါတယ်ဆိုတဲ့ကောင်ရဲ့ flanker ပေါ့နော်။ဒီကောင်ကတော့နာမည်အတိုင်းပဲ rock flower ဆိုတဲ့အတိုင်းပဲ like flower နဲ့ပူပြီးသွားရပါတော့။ဒီကောင်ရဲ့ dry down မှာတော့နည်းနည်းလေးတနခါဆက်ဆန်လေးသွားရလို့ကျွန်တော်တို့ခံစားရတယ် makeup ဆက်ဆန်လေးသွားရလို့ခံစားရတယ်ပေါ့နော်။ဆိုတော့ယောက်ျားလေးထက်စားလို့ရှိရင်တော့ main လေးနဲ့ပူပြီးလိုက်တယ်လို့ကျွန်တော်တို့မြင်နေပေါ့လေ plain gradient နဲ့တော်တော်လေးလှတယ်။ဆိုတော့ unisex ဆွချင်တယ်ဆိုလို့ရှိရင်လည်း like perfectly unisex ဖြစ်တဲ့အနေနဲ့မှာလည်းပါတယ်ပေါ့နော်။ချစ်စရာတော်လေးကောင်းတဲ့အနေတစ်ခုပဲ။ဒါကတော့ Pacific rock flower ဒါကျွန်တော်မမီတော့ဆိုလို့ရှိရင် like 3-4 ရက်လောက်ကျွန်တော်ဆွပြတဲ့ထဲမှာပါတယ်ပေါ့နော်မေလိုင်းမှာနောက်ထပ်ဆွတ်တာများခဲ့တဲ့ရေမွေးရတော့ဒါ pineapple vintage vanilla intense ဖြစ်တယ်ပေါ့နော်ဒီကောင်လေးကြောင့်နည်းနည်းပြပြရမယ်ဆိုလို့ရှိရင်အရင်တုန်းက latafa တို့ afnan တို့ဟလာcamera ဘာညာ something like that အဲ့လိုမျိုးဟာတွေတိုက်ပြီးတော့နေရာလည်းမရှိသေးဘူးပြီးတော့လို့ရှိရင်ထွက်လည်းမထွက်သေးဘူးအဲ့ brand တွေတော့သိမပေါ်သေးတဲ့တုံးอ่ะပေါ့နော်အဲ့တော့ဆိုလို့ရှိရင်ဒီကောင်တွေကအဓိက dupe house တွေပဲဆိုတော့ဒီကောင်တွေနဲ့ Alexandria တို့ Dior တို့ကဒါ high end niche တွေတခြားဝယ်ရခတ်တဲ့discontinue fragrance တွေဒါတွေကိုသူတို့က ပြန်ပြီးတော့ recreation လုပ်ပြီးတော့ထုတ်တဲ့ဟာတွေပေါ့နော်ဆိုတော့ဒီကောင်ဆိုလို့ရှိရင်ဒါ vanilla intense လို့ခေါ်တယ်ဒါ Aventus ကိုမှ vanilla နည်းနည်းလေးပိုတဲ့ batch ကိုပြန်ပြီးဖန်တီးထားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့တူလားဆိုလို့ရှိရင်တော့ 80% လောက်တူတယ်လို့ပြောလို့ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီကောင်တွေကဟိုးရင်တော့ vintage Aventus style မျိုးသွားထားတာ။ဆိုတော့ vintage Aventus တွေကဘယ်လိုသွားလဲဆိုလို့ရှိရင်တော့ like pineapple လုံးဝ juicy dark ဖြစ်တဲ့ batch အဲ့ဒါတွေကိုရတဲ့ဟာပေါ့နော်။အခုနောက်ပိုင်းဟာဆိုလို့ရှိရင်တော့ like Aventus ကဆမ်မှုရတဲ့သူဆိုရှင်သိလိမ့်မယ် clean fresh woody အနှံ့လေးသွားလိမ့်မယ်အရင်တော့ Aventus ကအဲ့လိုမဟုတ်အရင်တော့ Aventus က character တော်တော်လေးရှိပြီးတော့unique တော်တော်လေးဖြစ်တဲ့ထဲမှာပါတယ်ပေါ့နော်ဆိုတော့ဒီကောင်ကအဲ့လိုမျိုး version ကိုမှ vanilla လေးပလေးပါထားပါဗောလေပါတယ်ဆိုတော့ vanilla တော်တော်လေးပြော့ပါတယ်တကယ်လို့ဒီထဲမှာပါတဲ့ vanilla ဘာနဲ့တူလဲဆိုတော့ like ဟို Chanel Allure on Sport edition blanche ထဲရလိုမျိုးပဲ clean အရင်ဖြစ်တဲ့ vanilla ပါတယ်ဆိုရုံလေးပလေးပဲ vintage Aventus ခန်းစားချက်ကိုပြန်ပြီးတော့ပေးတဲ့ရေမွေးထဲမှာပါတယ်ပေါ့နော်ဆိုတော့ဒီကောင်အားကြောင့်မလို့ကျွန်တော်ဆွဖြစ်တာကျွန်တော်စီမှာဆိုလို့ရှိရင်တော့6နိုင်ရန်နဲ့8နိုင်လောက်ပုံမှန်လေးဆွဲတယ်ပေါ့နော် CH လည်းလှလေးပဲကျွန်တော် vintage Aventus 5ကိုကျွန်တော်လိုချင်လို့ဒီကောင်မေးလာတယ်ပဲကျွန်တော်တော်တော်လေးဆွဖြစ်ခဲ့တာ pineapple vintage vanilla intense နောက်ထပ်ဆွဖြစ်တဲ့မေးလာတဲ့ရေမွေးကတော့ရှာပပ LV ရေမွေးနောက်ထပ်အသစ်တစ်ခုပဲlemon city LV ရေမွေးအသစ်ဆိုတာတော့ကျွန်တော်တို့တော့ LV ရေမွေးအသစ်ပေါ့နော်ဘာလို့ဆိုကျွန်တော် LV ရေမွေးတိတ်မွေးဖြစ်လို့ဆိုတော့ lemon city ကတော့သူက grapefruit နဲ့ ginger နဲ့ပေါင်းထားတဲ့အနံ့ပဲဆိုတော့ tiger တို့ sospiro vibrato တဲ့တူလားဆိုလို့ရှိရင်တော့မတူဘူးပေါ့နော်သူ့ရဲ့အနှံ့ကကြတော့နည်းနည်းလေး vintage nostalgic ဖြစ်တဲ့အနှံ့မျိုးသွားတယ်ဆိုတော့ငငယ်တော့ရဘူးတလို့အနှံ့မျိုးပုံစံမျိုးတစ်ခုခုပဲ something like that အဲ့ဒါကိုမှ higher quality ဖြစ်သွားအောင်လို့ဖန်တီးထားရလို့ကျွန်တော်တို့ခံစားရတယ်ပေါ့နော် daily wear ဆိုလို့ကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်ဒီကောင်နည်းနည်းလေး boundary ဖြစ်တဲ့ဘက်ကိုသွားတယ်ဆိုတော့ vibrato boundary ဖြစ်တယ်ဆိုတာတက်ဒီကောင် boundary ပို့ပြီးတော့ဖြစ်တယ်ပေါ့လေ smooth ဖြစ်တယ်ဒါပေမဲ့ vibrato တို့ tiger တို့လိုမျိုးတော့ sharp ဖြစ်တဲ့ဟာမျိုးတော့မခံစားရဘူးဆိုတော့တော်တော်လေး smooth ဖြစ်ပြီးတော့ boundary ဖြစ်တဲ့ citrus grapefruit အနှံ့ပေါ့နော် performance လည်းမဆိုးပြောလို့ရတယ်ဒါကျွန်တော်ခဏမှာဆိုလို့ရှိရင်6နိုင်ရန်နဲ့8နိုင်လောက်ပုံမှန်လေးဆွဲ
ဆွဲပေါ့နော်ကျွန်တော်ကတော့ပုံမှန်ဆိုလို့ရှိရင်ဒီကောင်ဆွတ်တယ်ဆိုရင်3ချက်ကနေပြီးတော့5ချက်ကြာဆွတ်တယ်နောက်ဆုံးရေမွေးတော့ဒါရှာပပရှာထားရတဲ့ဟာပေါ့နော်Dear Om originalနဲ့ Dear Om O နှစ်ခုလုံးလည်းကျွန်တော်ဆွဖြစ်တယ်ပေါ့နော် original ကတော့ပို့ပြီးတော့ဆွဖြစ်တာပေါ့လေဆိုတော့ဒါကတော့ Dear Om OGDNA ကိုမှဒါ like ဟို Europe ဘက်မှာ UK ဘက်မှာပဲလောက exclusively ရတဲ့ version လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ Dear Om original ကဘယ်လိုမျိုးလဲဆိုတော့ Foundry Iris အနံကိုမှsexy အဖြစ်ဆုံး version လို့ပြောလို့ရတယ် Dear Om Intense လဲ sexy မဖြစ်ဘူးမဟုတ်ဖြစ်တယ်ဒါပေမဲ့ Dear Om Intense ကဂျာတီဥလူအရန်ရွေးရပေါ့နော် Dear Om Original ကတော့ဂျာတီဥလူတိတ်မရွေးဘူးဂျာတီဥလူ3ခုလုံးမှာဆိုလို့ရတဲ့အထက်မှာပါတယ်လို့ပြောလို့ရတယ်နည်းနည်းလေးတော့ boundary ဖြစ်တာမို့လို့ဒါပုံမှန်ကျွန်တော် masculine ဖြစ်တဲ့အနက်အနေတွေကနေတော့ကွဲထွက်နေပေါ့နော်ဒါပေမဲ့တခုပြပြရမယ်ဆိုလို့ရှိရင်တော့ like ဒီကောင်က sexy အဖြစ်ဆုံးရေမွေး DNA ထဲမှာပါတယ်ပြီးလို့ရှိရင် complement ရဖို့အလွယ်ဆုံး DNA ထဲမှာပါတယ်ပေါ့နော်ဘာကြောင့်မို့လို့လဲဆိုတော့မေလာထဲမှာဆိုရှင်လိုက်ကျွန်တော်ဆွတ်ခဲ့တဲ့ညရေမွေးအားလုံးတွေမှာဒီကောင်နဲ့ဒီအောင်ခိုလုံးတွေက complement အများဆုံးရတာပဲဆိုတော့ဒီအောင် original ဒါကျွန်တော်ဒီအောင် original DNA ကိုကျွန်တော်တော်လေးလွှမ်းလို့မနေရှာထားတဲ့ဟာပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်မေလာအတွင်းမှာဆွတ်ဖြစ်တဲ့ရေမွေးတွေဖြစ်ပါတယ်ဆိုတော့ကျွန်တော် content တွေပုံမှန်ပြန်ပြီးတော့လုပ်ဖြစ်မယ်ပေါ့နော်ဆိုတော့ဘယ်လိုမျိုး content တွေပြန်ပြီးတော့ကြည့်ကျင်လဲဘယ်လိုမျိုး content တွေနားထောင်ကျင်လဲအဲ့ဒါကိုကျွန်တော် comment မှာပြပြပေးတော့အောင်ပြီးတော့လို့ရှိရင်ဒီထဲကရေမွေးတွေကိုစမ်းသုံးကြည့်ကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ page ခွဲဖြစ်တဲ့ဒီကမိုင် news ကနေပြီးတော့မှားလို့ရပါတယ်ဆိုတော့ထိုင်းနိုင်ငံအတွင်းမှာရောမြန်မာပြည်အတွင်းမှာရောကျွန်တော်တို့ပို့ပေးပါတယ်so see you next time peace